မြဲဒေါသကိုထိန်းချုပ်ခြင်းအကြောင်းတရားဒေသနာတော်လူတွေမှာစင်ထာဝရစိတ်ကြည်လင်းနေတာမဟုတ်ဘူးအာယုန်တွေကလည်းအကောင်းနဲ့တွေ့တယ်လို့အဆိုးနဲ့လည်းတွေ့ထာဝရကောင်းနေတာမဟုတ်သည့်အတွက်ကြောင့်စိတ်အခမ်းမသိတဲ့အခါမှာဒေါသဆိုတာထွက်လာတတ်ကြတယ်အဲ့ဒီထွက်လာတဲ့ဒေါသကိုမထိန်ချုပ်နိုင်ဘူးဆိုလို့ရှိရင်အယုတ်ဆိုးအကြီးတန်းမဖြစ်တဲ့နာတွေဖြစ်သွားနိုင်တယ်ပေါ့လူတွေမှာလောဘဆိုတဲ့တရားရှိတယ်လို့ဒေါသဆိုတာလည်းရှိတယ်အကုသိုလ်တရားတွေကကိုယ်ထင်ကြီးတဲ့မာနသူတစ်ပါးကြီးပွားတာကိုမနာလိုတဲ့အိတ်တာကိုယ်သာအခွင့်အရေးရခြင်းနဲ့ပစ္စရိယဒီတရားတွေကလူရဲ့ရင်ထဲမှာလွှမ်းမိုးပြီးတော့နေတတ်တယ်ပေါ့အမြဲတမ်းလွှမ်းမိုးနေတာမဟုတ်ပေမဲ့လို့အကြောင်းတိုက်ဆိုင်လာတဲ့အခါဖြစ်တတ်ကြတယ်ပေါ့လူတိုင်းဟာထာဝရပြုံးရှင်းနေတာမဟုတ်တယ်လို့လူတိုင်းဟာလည်းအမြဲတမ်းစိတ်တူပြီးဒေါသထွက်နေကြတာမဟုတ်ပါဘူးသို့တော့ဒေါသထွက်เสียအကြောင်းရှိလို့ဒေါသထွက်လာပြီဆိုရင်ထိန်းချုပ်နိုင်ဖို့လိုအပ်တယ်ပေါ့လောဘဖြစ်လာလို့ရှိရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်ဒေါသဖြစ်လာရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်သူတော်ဘာကြီးပွားတာကိုမနာလိုတဲ့အိတ်တာစိတ်တွေဖြစ်လာလို့ရှိရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်ပြီးကိုယ်တကူသဘောကောင်းဆန်တဲ့စိတ်ဓာတ်တွေဝင်လာလို့ရှိရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်ဘာဖြစ်လို့တော့ဆိုတော့ရှင်ထဲမှာလောဘဖြစ်လာလို့ရှိရင်လေသူ့ရဲ့အသိဉာဏ်ဟာအားပြော့သွားပြီးတော့မလုံးတဲ့နာတွေမပြောတဲ့နာတွေပြောမလုံးတဲ့နာတွေလောက်တာဖြစ်တတ်တယ်ရှင်ထဲမှာဒေါသလွှမ်းမိုးလာလို့ရှိရင်လေစဉ်းစားဉာဏ်ပျောက်ကွယ်သွားပြီးတော့မပြောတဲ့နာတွေပြောမိတယ်မလုံးတဲ့နာတွေလုံးမိတယ်မမရွေးနေကိုဖြစ်စေတတ်တယ်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့ကိလေသာတရားဆိုးတွေကိုယ်ရင်ထဲမှာလွှမ်းမိုးမိနေပြီဆိုလို့ရှိရင်အသိဉာဏ်ပျောက်ကွယ်သွားပြီမပြောတဲ့စကားတွေပြောမိတယ်မလုပ်တဲ့အလုပ်တွေကိုလုပ်မိတယ်အဲ့လိုလုပ်မိသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေဟာဓမ္မဆိုးရွားသွားနိုင်တယ်ဒါကြောင့်မို့မကောင်းတဲ့စိတ်ဓာတ်မျိုးဝင်လာတဲ့အခါမှာထိန်းချုပ်ဖို့ကြိုးစားကြရမှာဖြစ်တယ်လောဘကိုလည်းထိန်းချုပ်ရမှာပဲဒေါသကိုလည်းထိန်းချုပ်ရမှာပဲမာနကိုလည်းထိန်းချုပ်ရမှာပဲအိတ်သာဆိုတဲ့ jealousy ကိုလည်းထိန်းချုပ်ရမှာပဲကိုယ်သာကောင်းစားခြင်းနဲ့မစ္စရိယဆိုတာကိုလည်းထိန်းချုပ်ရမှာပဲဖြစ်တယ်မထိန်းချုပ်လို့ရှိရင်အကြီးအကျယ်ပြဿနာဖြစ်ပြီးကိုယ်အတွက်လည်းဆိုးချိုးသူတို့အတွက်လည်းဆိုးချိုးဆိုတာမျိုးဖြစ်ပေါ်လာတတ်တယ်ပေါ့ဒါကြောင့်မို့အမြဲဒေါသကိုထိန်းချုပ်ခြင်းဆိုတာပဲပုံပဲဒီသူတို့ကောင်းတွေဟာထိန်းချုပ်ခဲ့တယ်လေဆိုတာအာယ50ဇတ်တော်တွေထဲမှာသုလဘောဓိစာတကဆိုတဲ့သုလဘောဓိဇတ်စပေါင်း958တယ်မယ်443ခုမြောက်သုလဘောဓိဇတ်ဟာအမြဲဒေါသကိုပဲပုံထိန်းချုပ်ရမယ်ဆိုတာလက်တွေ့ကျင့်သုံးလိုက်နာဖို့သင်္ကန်းစာပေးတဲ့ဇာလမ်းပဲဖြစ်တယ်သင်္ကန်းစာပေးတာဟာတကယ်ဘဝတစ်ခုမှာကြုံတွေ့လာတဲ့တကယ်အဖြစ်ပြက်ကိုရည်ညွှန်းပြီးတော့သင်္ကန်းစာပေးတယ်လူတိုင်းဟာအမျက်ဒေါသကိုမထိန်းချုပ်နိုင်တာမဟုတ်ဘူးထိန်းချုပ်နိုင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီထိန်းချုပ်နိုင်တဲ့သူတော်ကောင်းတွေဟာဘယ်လိုတွေးတောဆင်ခြင်သုံးသပ်ပြီးတော့အမျက်ဒေါသကိုထိန်းချုပ်တယ်လဲဆိုတာကို
မြတ်စွာဘုရားကဟောပြောတာဖြစ်တယ်။ဘာကြောင့်ဒီဇာလံကိုဟောပြောတာတော့ဆိုမြတ်စွာဘုရားစေတော်ကျောင်းမှာနေတဲ့အခါမှာသာသနာပေါင်းဝင်ရောက်ပြီးတော့ယဟန်ပြုလာတဲ့ယဟန်တော်တစ်ပါးဟာပင်ကိုစေရအရာဒေါသအမတန်ကြီးတယ်။ထိတ်ကတဲ့ဆိုဒေါသဖြစ်တတ်တယ်။ဒါကစရိုက်ဝါဒနာဆိုတာဘဝမှာပါလာတတ်တယ်။စိတ်တူတတ်တဲ့လူဟာဘာပြောလိုက်ဒေါသဖြစ်ပေါ်လာတတ်တာပေါ့။စိတ်ဆိုးတယ်မြဲထွက်တယ်ဒေါသဖြစ်တယ်ဆိုတာနည်းနည်းလေးပြောလိုက်လေမခံနိုင်စိတ်နဲ့ဒေါသဖြစ်လာတယ်အဲ့ဒါလို့စိတ်တူတာကောင်းသလားဆိုမကောင်းဘူးပေါ့စိတ်တူတာအရာမှာစိတ်တူတာကောင်းလားဆိုမကောင်းလူလောကမှာတူနဲ့တူဆက်ဆက်တဲ့အခါမှာအပြောမခံပြီးစိတ်တူနေတဲ့ပုဂ္ဂိုလ်တွေဟာအမှန်တမ်းတကူဒီအထီးကျန်တဲ့သဘောမျိုးကိုရောက်စေတတ်တယ်အဲ့ဒီယဟန်တော်တစ်ပါးဟာသင်္ကန်းဝတ္တိလင်္ကစားသူကနည်းနည်းလေးမှအပြောမခံဘူးသူရင်ထဲကဒေါသကိုထိန်းချုပ်နိုင်စွမ်းမရှိဘူးဘယ်သူကပြောလိုက်သူမကြိုက်တာဆိုရင်ထောင်းကနေဆိုဒေါသဖြစ်တယ်အဲ့ဒါနဲ့မြတ်စွာဘုရားကအဲ့ဒီယဟန်ကိုခေါ်ပြီးတော့ဆုံးမတယ်ယဟန်ဒေါသဆိုတာထိန်းချုပ်ရမှာဖြစ်တယ်ကောဒေါနာမဝါရိတဘောကိုယ့်ရင်ထဲမှာအပြည့်ဒေါသဖြစ်လာလို့ရှိရင်တားမြစ်ရမယ်ထိန်းချုပ်ရမထိန်းချုပ်ဘဲနဲ့လွတ်ထားလို့မရဘူးကောင်းတာနဲ့မကောင်းတာနှစ်ခုရှိတဲ့အထက်မှာမကောင်းတဲ့စိတ်နေသဘောထားတွေရင်ထဲဖြစ်လာလို့ရှိရင်ထိရမှာပဲလူတွေကကိုယ့်ကိုယ်ထိမှုမကြိုးစားကြဘူးအများအားဖြင့်သူများကိုထိဖို့ပဲကြိုးစားကြတယ်လူတယောက်တို့ထိမ့်သိမ်းဆောက်ရှောက်နိုင်တော့လည်းပဲကိုယ့်ရင်ထဲကအကုသိုလ်တရားတွေဖြစ်လာတာကြတော့ထိမ့်သိမ်းနိုင်စွာမရှိကြဘူးမတားမြစ်နိုင်စွာမရှိကြဘူးတားမြစ်ဖို့လည်းမကြိုးစားကြဘူးအများအားဖြင့်အဲ့တော့အရေးကြီးတာသူများထိန်းချုပ်ဖို့တဲ့ကိုယ့်ရင်ထဲမှာဖြစ်နေတဲ့ဒေါသကိုထိန်းချုပ်နိုင်ရမယ်အိတ်သားဆိုတဲ့ jealousy ကိုလည်းထိန်းချုပ်ရမယ်မာနတွေလည်းထိန်းချုပ်ရမယ်လောဘလည်းထိန်းချုပ်ရမယ်မစ္စရိယဆိုတဲ့ကိုကြိုးစားတဲ့စိတ်ကိုလည်းထိန်းချုပ်ရမယ်အဲ့တော့ဒီယဟန်ဟာသူ့ရဲ့အကျင့်စရိုက်ကထိတ်ကနေရှိစိတ်တူတတ်တယ်အများနဲ့နေတဲ့အခါမှာဒီအပြောမခံလို့ဒေါသအလျောက်တုံ့ပြန်လာတယ်ဆိုလို့ရှိရင်ပြဿနာတွေအကြီးကျယ်ဖြစ်နိုင်တယ်ပေါ့ဒါကြောင့်မို့လူတိုင်းဟာဒေါသကိုထိန်းချုပ်ပြီးတော့တိကံစိတ်ကိုမွေးမြူချရမှာဖြစ်တယ်ဝိုင်းပြီးတော့မိတ်ဆွေတွေကတိခံမှုတိုက်တွန်းကြတယ်အဲ့တော့တချို့ကလည်းပဲမခံနဲ့မဟုတ်မခံဆိုတာကိုပဲခုံရှိတယ်လို့ထင်ပြီးတော့ပြီးလောက်ရလေးပင့်ဆိုတာလို့မြောက်ပင့်ပေးတတ်တဲ့ပုဂ္ဂိုလ်မျိုးတွေကလည်းလောကမှာအများကြီးရှိတယ်အဲ့တော့ကိုယ့်ရင်ထဲမှာဖြစ်တဲ့ဒေါသရဲ့အပြစ်ကိုသေသေးချာချာစိတ်ကြည့်ပြီးရင်တော့ထိန်းချုပ်နိုင်တဲ့စွမ်းရည်တတ်ရှိတယ်ဘယ်ဟာပဲဖြစ်ကောင်းခြင်းမကောင်းခြင်းဆိုတာနှစ်ခုရှိတယ်ဒီနေရာမှာဒေါသဆိုတာလုံးဝစင်စစ်မကောင်းတဲ့အရာသာဖြစ်တယ်ကောင်းတာဆိုတာကိုယ်ကနိုင်ရလို့ကျင့်တတ်တာရင်ကောင်းတယ်လို့လူတွေကထင်ကြတယ်တကယ်ကတော့ဒေါသဆိုတာမကောင်းတဲ့အရာကိုကိုယ့်ရင်ထဲမှာဖြစ်မခံရဘူးထိန်းချုပ်ရမှာဖြစ်တယ်တားမြစ်ရမှာဖြစ်တယ်အဲ့တော့အဲ့ဒီယဟန်နဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဆုံးမတာငါဘုရားဟာဒေါသမထွက်အောင်အမြဲတမ်းဟောပြောတဲ့ဒေါသကိုထိန်းချုပ်ဖို့တိုက်တွန်းတဲ့တရားဓမ္မကိုဟောပြောတာဖြစ်တယ်ဒီလိုအဆုံးအမမှာသာသနာ့ဘောင်ဝင်ရောက်ပြီးတော့ယဟန်ပြုတာဖြစ်ပါလေရဲ့သားနဲ့ဘာဖြစ်လို့ကိုယ်ဒေါသကိုမထိန်းနိုင်ရမှာလဲ
ဘုန်းကြီးဝတ်တယ်ဆိုတာကိုယ့်ရဲ့လောဘဒေါသမောဟကိလေသာတွေကိုထိမ့်သိမ့်မှုဘုန်းကြီးဝတ်တာပဲဖြစ်တယ်လောကလူတွေဆိုတော့လေကိုယ့်ရင်ထဲကမကောင်းတဲ့စိတ်တွေကိုထိန်းချုပ်နိုင်ရမယ်ထိန်းချုပ်နိုင်မှသူတော်ကောင်းဆိုတာဖြစ်တယ်ရှေးတုန်းကပညာရှိတွေဟာသူတို့ရဲ့ဒေါသကိုထိန်းချုပ်နိုင်စွမ်းရှိခဲ့ကြတယ်ဆိုတာကိုမြတ်စွာဘုရားကသင်္ကန်းစာပေးတဲ့အနေနဲ့ဒီသုလဘောဓိစက်ကိုဟောတာဖြစ်တယ်နော်ဘုရားရဲ့ရှေးဘဝအတိတ်ဘဝသာဓကဆိုတာသာတံဘူတံကာယတိတိသာဓကံလို့ဆိုတဲ့အတိုင်းတကယ်ဖြစ်ပျက်ခဲ့တဲ့ရှေးကတကယ်ကြုံခဲ့ရတဲ့အဖြစ်ပြက်တစ်ခုကိုသင်္ကန်းစာပေးတဲ့အနေနဲ့ဟောပြောတဲ့ဒေသနာကိုသာဓကဒေသနာလို့ခေါ်တယ်အဲ့ဒါကိုပဲမြန်မာတွေကသာဓကကိုကြည့်ပြီးစက်လို့နာမည်ပေးကြတာအဲ့ဒီစကားလုံးကိုပဲပြတ်ဇတ်တို့ကဇတ်တို့ဆိုတဲ့စကားလုံးတွေထွန်းလာကြတယ်ပေါ့နော်အငိမ့်တို့ပြတ်ဇတ်တို့ဆိုတဲ့ဇလန်းတို့ဆိုတာတွေကတကယ်တော့ဘုရားဟောတဲ့ဇာတကဆိုတာတကယ်အဖြစ်ပြက်စိတ်ကူးကြံစည်ထားတဲ့အရာမဟုတ်ပဲနဲ့တကယ်အဖြစ်ပြက်ကိုမြတ်စွာဘုရားဟောတာအဲ့တော့တကယ်အဖြစ်ပြက်ဆိုတာလောကကြီးမှာဆန်းကျဲတယ်စိတ်ကူးရင်လှုပ်တဲ့ဟာတွေကလည်းပြားသောအဖြစ်တကယ်အဖြစ်ပြက်ကိုအခြေခံပြီးတော့တွေးတောကြံစည်ပြီးရေးသားကြတာဖြစ်တယ်ပေါ့ဖြစ်ပြက်ဆိုတာရှိခဲ့တယ်ဒါကြောင့်မြတ်စွာဘုရားကဒေါသကိုထိန်းချုပ်ခဲ့တဲ့ရှေးသူတော်ကောင်းတွေရဲ့စံနမူနာကိုထိုယဟန်သဘောပေါက်လောက်အောင်စိတ်ဝင်စားအောင်ဟောပြောတာဖြစ်တယ်ဘဝတစ်ခုမှာဒီဖျားလောင်းကကာတိတိကုန်းမှာချမ်းသာကြွယ်ဝတဲ့ပြမနာတစ်မျိုးရဲ့သားပြမနာတူရဲ့သားလာဖြစ်တယ်နော်သူဟာပြမနာတစ်မျိုးတူရဲ့သားလာဖြစ်တဲ့အခါမှာသူပဲဘွားကလာတာတော့ဆိုအဲ့ဒီဘွားမရောက်ခင်ကသူကပြမဖြစ်ခဲ့တယ်သူတော်ကောင်းတရားကျင့်ကြံကြုတ်ကိုအထုတ်လို့စံပင်ရှင်တွေရပြီးပြမပြေမှပြမဖြစ်တယ်ပြမဆိုတာကဒေါသအမတနဲတဲ့ပုဂ္ဂိုလ်မျိုးတွေပေါ့ပြမဝိဟာရဆိုတဲ့မေတ္တာကရုဏာမုဒိတာဥပေက္ခနဲ့နေတဲ့ပုဂ္ဂိုလ်တွေအမတမအေးချမ်းတဲ့ဘဝစိတ်တူတယ်ဆိုတာသူတို့မှမရှိဘူးနော်ဒေါသထွက်တယ်ဆိုတာမရှိဘူးအမြဲတမ်းမေတ္တာစိတ်ကရုဏာစိတ်မုဒိတာဥပေက္ခဆိုတဲ့ဓမ္မစိုးတရားတွေနဲ့နေကြလို့ဘဝမှာအလွန်ငြိမ်းချမ်းတဲ့ဘဝကနေပြီးတော့လူဘဝရောက်လာတာအဲ့တော့လူဘဝရောက်လာတော့နာမည်ပေးတဲ့အခါမှာဘောဓိကုမာရဆိုတဲ့နာမည်ကိုပေးတယ်သူတို့မျိုးရိုးကနေပေးတဲ့နာမည်လည်းဖြစ်နိုင်တယ်ပေါ့ဘုရားလောင်းကအဲ့ဒီဘဝမှာဘောဓိကုမာရဆိုတဲ့နာမည်နဲ့ပုံနာမျိုးနွယ်ထဲမှာလူလာဖြစ်တယ်လူဘဝရောက်တဲ့ဆိုတာထုံးစံတိုင်းပဲဒီကနေ့ခေတ်လူဘဝရောက်လာတဲ့ပုဂ္ဂိုလ်လည်းဘာလို့တုံးအရွယ်ရောက်ရင်ကျောင်းနေရတယ်ပညာသင်ကြရတယ်ဒါဖြေတော့ကလည်းဒီတိုင်းပဲနော်သူလည်းပဲအရွယ်ရောက်တဲ့အခါမှာတက္ကသိုလ်ကြီးသွားပြီးတော့တတ်ပညာတွေသင်တယ်ပညာတက်လာပြီဆိုတဲ့အခါမှာလူလောကရဲ့ထုံတန်းစင်လာရပဲသူဆန္ဒကိုသူဆန္ဒမပါပြီမဲ့လို့မိဘတွေကခုံတည်ချင်းတူတယ်အမျိုးဆက်ချင်းတူတယ်အယူချင်းချင်းတူတယ်ဆိုတဲ့အမျိုးနွယ်ကသူတို့သမီးနဲ့လက်ထပ်ပေးစားဖို့ရစီမံလာကြတယ်ဒါတော့လူဘဝရောက်လာရင်ဘယ်သူပဲဖြစ်ဖြစ်ဒီလုပ်ငန်းတွေကခဏခေတ်လည်းဒီတိုင်းပဲလုပ်တာနော်မိဘတွေကအိမ်တော်ရဲ့သားချဖို့ကြိုးစားလာတယ်အဲ့ဒီသူ့အတွက်ရွေးချယ်လိုက်တဲ့သူတို့သမီးလောင်းကလည်းပဲ
ရုပ်ဆင်းအမှန်တမ်းလှပတယ်သို့တော့သူကလည်းပဲပြမပြေကနေစုတည်လာတဲ့အမျိုးသမီးပဲဖြစ်တယ်အဲ့ဒါတခုတော့သွားတူတယ်နှစ်ဦးလုံးဟာပြမပြေကပြမပြေဆိုတာအိမ်အောင်ဖက်တဲ့ဒေသပုံမဟုတ်ဘူးကိုယ့်ကိုလွတ်လွတ်လပ်နဲ့အမျိုးသားမျိုးသမီးခွဲခြားမှုမရှိတဲ့ဘဝမျိုးပဲသူကအဲ့တော့စိတ်ဝင်စားမှုကာမဂုဏ်အာယုန်ဒီမျိုးသားမျိုးသမီးစိတ်ဝင်စားတဲ့နေရမဟုတ်ဘူးသို့တော့လူလောကရောက်လာတဲ့အခါကျတော့သူတို့ရဲ့ဆန္ဒမပါပဲမိဘဆိုတာအတင်းစီမံတတ်ကြတယ်ပေါ့ခဏခက်လက်တာမျိုးတွေရှိတာပဲသူတို့ဆန္ဒမရှိလင်ကသာမိဘတွေကအတင်းစီမံကြတယ်အတင်းစီမံလို့ပြဿနာဖြစ်သွားတာလည်းရှိတယ်သို့တော့သူတို့နှစ်ဦးကတော့အစရတဲ့ကစိတ်ဓာတ်အေးချမ်းကြတဲ့ပုဂ္ဂိုလ်တွေဆိုမိဘတွေကအတင်းစီမံပြီးတော့အာဝါဟဝိဝါဟဆိုတဲ့မင်္ဂလာပွဲကိုကျင့်ပလိုက်ကြတယ်နှစ်ယောက်စလုံးမှာကိလေသာစိတ်ဆိုတာမရှိကြဘူးကာမဂုဏ်အာယုန်ခံစားလို့တဲ့စိတ်မရှိဘူးဘာဖြစ်လို့လဲဆိုတော့ဗြဟ္မပြည်ကလာတဲ့ပုဂ္ဂိုလ်တွေဟာဗြဟ္မပြည်မှာနေတယ်လို့ပဲလူဘဝမှာလည်းစိတ်ဝင်စားဘူးပဲဟိုတုန်းကအနေကြာလာတဲ့အခါအဲ့တိုင်းပဲနေတယ်ဗြဟ္မတွေနေတဲ့အနေထားမျိုးနေကြတာဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့သူတို့ဟာဒီဘဝမှာတဦးနဲ့တဦးတန်ရုံးစဉ်ဖြစ်မှုဆိုတာလုံးဝမရှိဘူးမိတ်ဆွေသဘောလောက်ပဲစိတ်ကထားကြတယ်တဏှာရာဂနဲ့ကြည့်တဲ့စိတ်သူတို့မှမရှိဘူးမျက်စိအကြည့်ကစပြီးတော့စင်ကြယ်တဲ့တန်ရှင်းတဲ့အဲ့လိုနဲ့ပြမနာနဲ့ပြမနာမိသားစုအတိုင်းဝိုင်းထဲမှာသူတို့သားသမီးနှစ်ဦးကိုထိမ်းမြတ်လက်ထပ်ပေးတော့မိဘတွေရဲ့ဆန္ဒကိုမတွန်းလှန်ခြင်းလို့သူတို့ဟာမောင်နှမလို့ဆက်ဆံရေးနဲ့နေထိုင်ကြတယ်မောင်နှမဆက်ဆံရေးနဲ့ပဲနေထိုင်ကြတယ်မိဘတွေအသက်အရွယ်ရလာတဲ့အခါကွယ်လွန်နှိစ္စရောက်သွားတော့အလုံးစီးပွားတွေသူတို့လက်ထက်ရောက်လာအဲ့တော့ပစ္စည်းဥစ္စာလည်းကြွယ်ဝချမ်းသာကြတာဖြစ်တော့သူတို့ရဲ့ပိုင်ဆိုင်မှုငွေကြေးတဏှတွေဟာဂရေ80ရှိတယ်ဂရေ80တော့ဥစ္စာတွေမိဘတွေကရှားဝေထားလို့ပိုင်ဆိုင်ကြတယ်အဲ့ဒီမိဘတွေရဲ့ကွယ်လွန်နှိစ္စရောက်သွားလို့တင်းကြွခြင်းကိစ္စလုပ်ပြီးတဲ့အခါမှာဘောဓိကုမာရကသူနဲ့ထိမ်းမြန်းလက်ထပ်ထားတဲ့ပြမဏီမြို့သမီးကိုပြောဆိုတယ်ဒီနေ့ကစပြီးတော့ဟောဒီဂရေ80သောဥစ္စာကိုမင်းကိုငါလွှဲမယ်အကုန်လုံးနော်အဲ့ဒီဂရေ80သောပစ္စည်းဥစ္စာတွေကိုမင်းအပိုင်ဖြစ်လွှဲပေးမယ်မင်းချမ်းချမ်းသာသာနေပြီတော့လို့ပစ္စည်းဥစ္စာလွှဲဖို့တိုင်ပင်တဲ့အခါမှာသူနဲ့လက်ထပ်ထားတဲ့ပုံနေမမြို့သမီးကရှင်ကဘာလို့မလို့လဲလို့ဆိုတော့ငါကဒီပစ္စည်းတွေငါမလို့ချင်ဘူးငါတည်းလည်းမလို့အပ်တော့ဘူးငါကဟိမဝန္တတောင်ဘက်ကိုတောထွက်ပြီးတော့ရသေးဝုတ်ပြီးကိုယ့်ရဲ့ဘဝကိုကိုယ့်ကိုယ်ထိန်းကြောင်းတော့မယ်လို့ဆိုတော့အဲ့ဒီသူ့ရဲ့ဇနီးကပြန်မေးတယ်ရဟန်းဝတ်တဲ့ယသိဝတ်တဲ့ဆိုတာယောက်ျားတွေသာဝတ်လို့ရတာလားမျိုးသမီးတွေရောဝတ်လို့မရဘူးလားဆိုမျိုးသမီးလည်းဝတ်လို့ရပါတယ်ဆိုရင်ဒါဆိုလို့ရှိရင်သင်တို့စွန့်ပစ်တဲ့
Tadwego Makayu Naimahu, deep is Yosari, Tule Melochamahu, Tule Chade Obame. Erilu, no una do. You see, Joso and David, no longer. Say when thou. Bibari letter don't let through. Lomalo, Bibari Juitara, Messa. DPC through Simayamas or Tiaukama, Malochena. Malocheno. Eda Sole Dunia, call me. DPC, a gono, flew down big on light. A Luigi Bay light. A Luigi Baby dog. Daughter Dwajare, Nelson. She got Chanda Rebuguria. And they lowly don't have Sijada, no? Daughter Dware, daughter Dobido, Dore Denia. Tadaya Sida Niama. Tingan Jones, Yadi young lady Sabido. Dorema, did it. The Diwalani. Dario Shajamiro. The Disare. The Disavi Boago, Yadi Jare, no? Dorema, the Disaviro, Nijara. Erlune, Dorema, got seated, the Diwalani Sabiro. Send it down. Through Neoha. Go down in echo. Do not do for you, Biro. Send it down, Nijara. Todo. Do what do. The Nara Dios and Masido Leve. Do not do Jenna Mugaro Sida. Beta Side, Karuna Side, Urita Side, Chevazodiane. Misery the war. Do what Oreman Nichabi. Don't do Guni Muro Puja. Todo, good thing on your neck, good Nija. Erlu no need a kama. The Vatajan with Jimmy Mendo through Sayare Boku, Yafu. Todo, Yahamboa. Lululan, the Yare. Yadi Yahamboa Ma. Senija Nitai. Dorema, the Diwalan US Sabiro, near car. Show her the music that Sada Maya Deka, Maduri Yoga said that they look your head. I don't know him on Damas Sashi the Lamashi Ulara of the Naked or him on that house of the Yauna. She gone or she night now, no? Todo door Yadiha. The Didi Saviro. The Chodia de Jero Pew Sama Boli. Erlune, the Shinaka. Sama Bare, Sasari, Sayaba, Yarekama. Yoga the music that day. Chunli Pyoto de Yoga Beauty. Any Yoga Beauty, Pilla de Kama. Turuha. Luri needed. Beauty, you are the Labido. Sane Chede, Sabare, Henigu, Sabido, good Jamayu, Piamiro, Tisojare Lusure. Mabi Malet, the Disa Chene Buguri, Jabude. Allowed on the Disa Vido, Nina and the Lesuraro, Madiu. Lowa Samasavene. The Diu Sabi, Nilushin, Papilam Lesura. The Ahara done a pathetic only wrote the Gonti. Salemaro, Lon and Villa, they were not high, Sura. Chinsa, me wedging you, a chin no, sorrows or lower than Lusure. Kanagoya lower chetty. Oh, Eri lower chetty, John. Him on Daga, David Otola. Daga, a John the Kuro Chile. Himoda de Dasura, now John the Kua, Himoda de Dasura. Soya di Malelon, 80. Soya di Malon, 80 to John. Soya di Ma, Sound Kubu, Ludi needed
မြို့တွေရွာတွေဘက်ကိုဆင်းလာတာလည်းဖြစ်နိုင်တယ်။ဘာဖြစ်လို့လဲဆိုကနေ့ခေတ်မှာဆိုလို့ရှိရင်တိဘက်ဒေသမှာနေကြတဲ့တိဘက်လူမျိုးတွေအခုအိန္ဒိယမြောက်ပိုင်းမှာလက်ဒတ်ဆိုတဲ့ပြည်နယ်မှာနေကြတဲ့တိဘက်တွေဟာဆောင်းရသည်ဆိုလို့ရှိရင်ဗာရာဏသီမြို့ဘက်ကိုဆင်းလာကြတယ်။ဆောင်းရသည်ဆိုရင်ဗုဒ္ဓဂယာတို့ဗာရာဏသီတို့လာပြီးတော့တိဘက်တွေဟာအဲ့ဒီမှာလာနေကြတယ်။ဆောင်းကျွတ်တော့တစ်ခါပြန်တက်သွားကြတယ်သူတို့။ဟိမဝန္တာမှာဆောင်းရသည်ကအလွန်အေးတာ။အလွန်အေးတော့ဆောင်းခိုဖို့အတွက်လာတာလည်းဖြစ်နိုင်တယ်ပေါ့နော်။ဒါဘို့ရသေးတွေဟာဆောင်းရသည်ရောက်လို့ရှိရင်အောက်အနိဗ္ဗာန်ကိုဆင်းလာကြပြီးတော့မြို့တွေရွာတွေမှာလှည့်လည်ပြီးတော့နေထိုင်ကြတယ်အဲ့ဒါလို့နေရင်ကဒီယသိနှစ်ဦးဟာလည်းပဲခရီးစဉ်အတိုင်းနောက်ဆုံးပဲထိရောက်လာတော့ဆိုဗာရာဏသီထိအောင်ရောက်လာကြတယ်ဗာရာဏသီမြို့ကလူသူတိတ်ဆိတ်ပြီးတော့အဆောင်အကျရှိတဲ့အေးချမ်းချမ်းနေလို့ရတဲ့ဘယင်ပိုင်နဲ့ဥယျာဉ်ထဲမှာသွားရောက်နေတယ်အဲ့တော့ဥယျာဉ်ဆိုတာတော့ခဏခေတ်ပြောမယ်ဆိုလို့ရှိရင်တော့ဘယင်နေစိုက်ပျိုးထားတဲ့သီးနှံနေစိုက်ပျိုးထားတဲ့သစ်ပင်နေစိုက်ပျိုးထားတဲ့ခြံကြီးတွေဖြစ်လိုက်တောတွေစိုက်ပျိုးထားတဲ့သဘာဝတောတွေသဘာဝသစ်ပင်တွေပန်းပင်တွေအဲ့လိုဟာတွေစိုက်ပျိုးပြီးတော့အဆောင်ရှောက်နဲ့ထားတဲ့ဥယျာဉ်ခြံကြီးတွေကိုပြောတယ်အဲ့ဒီဘယင်ပိုင်တဲ့ဥယျာဉ်ခြံကြီးတွေဆိုတာဆောင်းရှောက်မှုရှိသည့်အတွက်ကြောင့်နေရထိုင်ရအဆင်ပြေတယ်ပေါ့အဲ့ဒါကြောင့်မို့မင်းပိုင်တဲ့ဥယျာဉ်တွေကိုရောက်လာပြီးတော့ဆောင်းရသည်မှာဆောင်းခိုတဲ့အနေနဲ့အဲ့ဒီမှာနေကြတယ်တဲ့အဲ့တော့ဒီနေ့ကျတော့ဘယင်ကဘယင်ရဲ့ဥယျာဉ်မှုလုပ်တဲ့လူကဥယျာဉ်ထဲမှာထွက်တဲ့သစ်သီးဝလံပန်းမှန်တွေကိုဘယင်ထံလက်ဆောင်ပေးဖို့ယူသွားရင်ဘယင်ကြီးစီသွားခါသားတဲ့အခါမှာဥယျာဉ်မှုကိုဘယင်ကပြောလိုက်တယ်ငါတို့ဥယျာဉ်သားကိုဥယျာဉ်ကိုပျော်ပွဲစားထွက်ကြမယ်ဥယျာဏခိတိတံကိလေသာမဆိုနန်းတော်ထဲမှာဒီတိုင်းပဲနေရတာလူဆိုတာအဆောက်အဦကြီးထဲမှာအကြာကြီးနေရရင်ညီးဝိတ်လာတယ်ပေါ့ဒါကြောင့်မို့တောထဲမှာထွက်မယ်ဥယျာဉ်ဆိုတဲ့တောထဲမှာငှက်တွေရှိတယ်တိရစ္ဆာန်တွေရှိတယ်သဘာဝတောတောင်တွေဖန်တီးထားတာတွေရှိတယ်အလှဆင်ထားတဲ့ဥယျာဉ်မဟုတ်ဘူးဒါတွေကဥယျာဉ်ဆိုလို့ရှိရင်တော့ပြုပြင်ပြီးတော့အလှဆင်ထားတာမဟုတ်ဘဲနဲ့ခြံကြီးတွေလို့ပြောခြင်းပြောလို့ရနော်တောအုပ်ကြီးတွေပေါ့ဘယင်တွေစောင်းရှောက်ထားတဲ့တောအုပ်ကြီးတွေသဘာဝတောအုပ်ကြီးတွေအဲ့တောအုပ်မှာငှက်တွေလည်းရှိကြတယ်သားသမီးတွေလည်းရှိကြတယ်ရှည်အိုင်တွေလည်းရှိတယ်ပန်းမျိုးစုံတွေလည်းရှိတယ်အဲ့ဒီဥယျာဉ်ဘက်ကိုဘယင်ကြီးကထွက်လာဥယျာဉ်ပျော်ပွဲသွားထက်မယ်လို့သူ့ကိုမှားလိုက်တော့ဥယျာဉ်ဘက်ကိုရောက်လာအဲ့ဒီမှာဘယင်လာတော့မယ်ဆိုရင် तू ကဥယျာဉ်ထဲမှာတန်ရှင်းလို့ရတယ်လုံခြုံရေးတွေစီမံရတယ်ဘယင်သွားမဲ့နေရာတွေအကုန်လုံးဥယျာဉ်မှုဆိုတာတကယ်ကတော့အဲ့ဒီဥယျာဉ်လုံခြုံရေးဆွမ်းရှောက်ရတဲ့ပုဂ္ဂိုလ်တွေပေါ့သူကတော့ခေါင်းဆောင်ပေါ့အဲ့ဒီဥယျာဉ်မှုဆိုတဲ့ပုဂ္ဂိုလ်ကဘယင်လာလို့ရှိရင်အဆင်ပြေဖို့အတွက်အလုံးပြင်ဆင်ထားတယ်အနေကဲမှုအတွက်အလုံးပြင်ဆင်ထားတော့ဘယင်ကြီးကအဲ့ဒီဥယျာဉ်ကိုနောက်လိုက်နောက်ပါအချမ်းရံများစွာနဲ့ဥယျာဉ်ကိုပျော်ပွဲစားထွက်လာတယ်ပေါ့အဲ့ဒီအချိန်မှာခုနကယသိနှစ်ဦးဘောဓိကုမာရယသိနဲ့လူဘွားကဇနီးဖြစ်တဲ့ယသိမတို့ဟာဥယျာဉ်ထဲမှာသူတို့လည်းအေးချမ်းချမ်းတဲကြောင်လေးတွေနဲ့ဆောက်လုပ်ပြီးတော့နေထိုင်ကြတယ်
အဲ့လိုနေတာကိုဘုရင်ကြီးကဥယျာဉ်ထဲမှာသူလှက်ပတ်ကြည့်ရင်ကနေပြီးတော့ရသေးเจ้าနေဘက်ကိုရောက်သွားတယ်ရသေးနှစ်ဦးဟာတဲเจ้าလေးတွေနဲ့တဲเจ้าဆိုတာတော့နေဖြစ်ုံလေးစောက်ထားတဲ့ဟာတွေဖြစ်ပါလေနော်ကာယံအိန္ဒိယမှာဆိုတဲပုတ်ကလေးတွေနဲ့နေတဲ့လူတွေအများကြီးရှိတယ်သူတို့လည်းနေဖြစ်ုံအမိုးကာလေးနဲ့စောက်ထားတာလေတဏ္ဍပြတ်မြတ်နဲ့လဲကျင်းပြီးတော့သစ်ပင်နီးမှာတဲလေးနှလုံးနဲ့နေထိုင်တဲ့ရသေးတွေကိုဘုရင်ကြီးကဥယျာဉ်နဲ့လှက်ပတ်ရင်ကြည့်တော့အကြည့်တော့ဒီဥယျာဉ်ထဲမှာနေတဲ့ရသေးမလေးကအသက်အရွယ်ကလည်းဒီလောက်အကြီးအရွယ်ရှိသေးတယ်ပေါ့နော်အရွယ်ရှိသေးတယ်ပင်ကိုယ်ကလည်းပဲရုပ်ဆင်းကအမတမလှပတယ်ပေါ့ဗြဟ္မပြေကလာတာဆိုရုပ်ကလည်းတန့်တယ်လှလည်းလှတယ်ရသေးဝလေးနဲ့ဆိုပို့ပြီးတော့ကြည့်ကောင်းတယ်လို့ပြောမှာပေါ့နော်အဲ့တော့ဘုရင်ကြီးကသူ့လည်းတွေးလိုက်ရောဘုရင်ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေကစိတ်ကိုလွတ်ထားတဲ့ပုဂ္ဂိုလ်တွေလေစိတ်ကိုလွတ်ထားတာလိုချင်စရာရှိရင်လည်းလိုချင်တယ်စိတ်ဆိုးစရာရှိရင်လည်းစိတ်ဆိုးတယ်မာနတွေကြီးတယ်ဘုရင်ဆိုတဲ့ပုဂ္ဂိုလ်ကကိုယ့်ကိုယ်ထိန်းချုပ်မှုမရှိကြမရှိတော့သူစိတ်แท้ထင်တာလုပ်တဲ့သူတွေပေါ့သူ့ကိုအုပ်ချုပ်မဲ့လူမရှိတော့အဲ့တော့ရသေးမလေးကိုမြင်တဲ့အခါမှာရသေးမကိုမျက်စိကျတယ်ပေါ့နော်မျက်စိကျတော့သူ့အဖော်ရသေးရှိကိုသွားတယ်သွားပြီးတော့ဒီရသေးမကိုရောနဲ့ဘာတော်လုံးလို့သွားမေးတာကိုရောနဲ့ဘာတော်လုံးဆိုအဲ့တော့ဘုရားလောင်းရသေးကပြောပြတယ်အခုဘာမှမတော်ပါဘူးတဲ့သူနဲ့ဘာမှမတော်ပါဘူးဒါပေမဲ့သူတို့တူတူရသေးဝတ်လာခဲ့ကြတာပါတဲ့တရားကျင့်မော်ကျင့်ဘက်ပါတဲ့ဒါပေမဲ့လို့တော့လူဘဝတုန်းကတော့သူ့ရဲ့စနီးပါလို့ပြောတယ်ဒါအမှန်တိုင်းဖွင့်ပြောတာပေါ့နော်အဲ့လိုပြောတဲ့အခါမှာဘုရင်ကြီးကဘာမှမတော်ဘူးဆိုတာလေးပဲသူကစိတ်ထဲမှာမှတ်ထားတယ်ရသေးကလည်းအခုချိန်မှာဘာမှမတော်တော့လူဘဝတုန်းကသာမိဘပေးစားထားတဲ့ဇနီးတယ်ဆိုတာကိုပြောတာဘာမှမတော်ဘူးဆိုတော့သူကအဲ့ဒီရသေးမလေးကိုမိဖုရားမြောက်ခြင်းတယ်ပေါ့အတင်းမိဖုရားမြောက်ဖို့ကြိုးစားတာဒါလောကကြီးမှာဖြစ်လိဖြစ်တတ်ရှိတဲ့ကိစ္စတွေပါဒါအထူးဆန်းတော့မဟုတ်အဲ့တော့မိဖုရားကိုတင်းကျပ်ခေါ်သွားဖို့ဒီမိဖုရားအဖြစ်တင်မြောက်ဖို့ဒီရသေးမလေးကိုအတင်းကျပ်ခေါ်သွားမယ်ဆိုရင်ရသေးရဲ့စိတ်ကိုစမ်းကြည့်တာကိုရောနဲ့ဘာမှမတော်ဘူးအခုဘာမှမတော်ဘူးဆိုလို့ရှိရင်သူ့ကိုနန်းတော်ခေါ်သွားမယ်နန်းတော်ခေါ်သွားမယ်ဆိုလို့ရှိရင်ဘာများလုပ်မလဲစူးစမ်းကြည့်အောင်မယ်ဆိုပြီးတော့ဘုရင်ကြီးကသူ့ကိုပြောတာယောတိဣမံဝိတလက်ခိပိယံတံမိတဘာတိနေအဲ့တော့ရသေးမလေးကအတော်ချောတာချောတော့သူ့ရဲ့မျက်လုံးလေးကလည်းမျက်လုံးပြူးပြူးပေါ့ပြူးပြူးဆိုတာမျက်လုံးကျဲတယ်မျက်စိမေးမေးမဟုတ်ဘူးမျက်လုံးကျဲကျဲမျက်လုံးကျဲကျဲနဲ့တောက်ပသောမျက်လုံးရှိတယ်ပိယံတံမိတဘာတိနေစကားပြောလို့ရှိရင်လည်းချစ်ခင်ပွဲရာတူတူတက်တာပြောတတ်တယ်တန်ချိုချိုမြတ်မြတ်နဲ့ပြောတတ်တယ်ပေါ့အဲ့ဒီလိုရသေးမရဲ့ပုံမှန်တရံကိုကြည့်ပြီးတော့မျက်လုံးကျဲကျဲတူတူရဲပြီးတော့ပြောတတ်တဲ့ဟောဒီရသေးမလေးကိုအတင်းကျပ်ခေါ်သွားမယ်ဆိုရင်ကိုတော့ဘာလုပ်မလဲအတင်းခေါ်မယ်တဲ့ဘာလုပ်မလဲလို့ဆိုအဲ့ဒီမှာဝရိ
ကုမာရယသိကဘာပြန်ပြောတော့ဆိုဥပ္ပစ္စေမေနတ်မုတ်စေရငါရင်ထဲမှာတော့ဒေါသတော့ဖြစ်မယ်ဒါပေမဲ့လို့ငါဒေါသကိုထိန်းချုပ်မယ်ဥပ္ပစ္စေမေနတ်မုတ်စေရရှင်ထဲကမကျေနပ်တဲ့ဒေါသတော့ဖြစ်မယ်မတရားဘူးမတရားလောက်ကမကြိုက်လို့မကြိုက်တဲ့ဒေါသတော့ဖြစ်မယ်ဒါပေမဲ့ဖြစ်လာတဲ့ဒေါသကိုထုတ်မပြောဘူးနမေမုံစေရစီဝတော့ငါအသက်ရှင်နေသမျှကာလပတ်လုံးငါဒေါသဖြစ်တာကိုဘယ်တော့မှမသိစေရအောင်ရဇံဝဝိပုလာဝဋ္ဌိခိပ္ပမေဝနိဝရေတပေါင်းတစ်ခုမှာဖုန်နေရလွင့်တက်ပြီးကောင်းကင်ကြီးတစ်ခုလုံးခမိုင်းမိုင်းဖြစ်နေတတ်တယ်ပေါ့အညာဒေသမှာဆိုရင်ကြည့်လိုက်မိုးမရွာမချင်းတပေါင်းတစ်ခုကဆုံဆိုတဲ့ချိန်လေးမှာကောင်းကင်များမြူမုံတွေဆိုင်းနေတတ်တယ်ပေါ့အဲ့ဒီမှာမိုးကြီးရွာချလိုက်လို့ရှိရင်အဲ့ဒီမြူတွေကပျောက်သွားတယ်ကောင်းကင်ကြီးကကြည်သွားတယ်အဲ့ဒါလိုပဲတဲ့သူ့ရင်ထဲမှာဖြစ်လာတဲ့ဒေါသကိုသူထိန်းချုပ်ပြီးတော့ဖယ်ရှားပြစ်မှာပါလို့ရှင်တွေကဒေါသဖြစ်လာမဲ့ဆိုရင်ဘယ်တော့မှအပြင်ကိုမထွက်စေရဘူးနော်ငါအသက်ရှင်သမျှကာလပတ်လုံးငါဒေါသအပြင်ကိုမထွက်စေရဘူးရင်ထဲမှာဒေါသမဖြစ်ဘူးလို့တော့မပြောဘူးသူဖြစ်မယ်အေးမိုးကြီးရွာချလိုက်တဲ့အခါမှာလွင့်နေတဲ့မြူမုံတွေပျောက်ကွယ်သွားသလိုပဲငါရင်ထဲမှာဖြစ်လာတဲ့ဒေါသဟာမိုးရွာချလိုက်သလိုပျောက်ကွယ်သွားမှာပဲဖြစ်တယ်လို့ယသိကအဲ့လိုပြောပြီးတော့သူကရဲရဲဝံ့အဲ့လိုဘယင်ကိုပြန်ပြီးတော့ပြောလိုက်တဲ့အခါမှာဒီလိုယသိကပြောတာကိုဘယင်ကြီးကနားလဲဖို့တော့ကောင်းတယ်ပေါ့သို့တော့နားမလဲဘူးသူ့ရင်ထဲကဒီယသိမအပေါ်မှာဆွဲလန်းနေတဲ့စိတ်ကြောင့်မို့လို့သူ့စိတ်ကိုသူမတားမြင်နိုင်တဲ့အခါအမတ်တယောက်ကိုမိတ်ပေးလိုက်တယ်ဒီယသိမကိုနန်းတော့ခေါ်သွားလိုက်ဆိုပြီးတော့အတင်းဆွဲခေါ်ခိုင်းနော်အဲ့တော့ယသိမလေးအတင်းဆွဲပြီးတော့ခေါ်သွားကြတယ်နန်းတော့ခေါ်သွားတယ်အဲ့တော့ယသိမအဓမ္မောလောကေဝတ္တတိအာယုတ္တသူဘာပြောတော့ဆိုအေးလောကကြီးမှာမတရားမှုတွေတော့ဖြစ်နေပြီမလုပ်တဲ့အလုပ်တွေလုပ်နေကြပြီလို့ဆိုပြီးအော်ဟစ်ငိုကြွေးတယ်သူကနော်ငိုရုံပဲသူငိုနိုင်တယ်ပေါ့မတရားဘူးဆိုတာတော့ပဲပြောပြီးတော့အဲ့ဒါလို့မင်းမှုရန်တွေကနန်းတော်ထီအောင်သူ့ကိုခေါ်သွားကြတယ်ဖျားလောင်းကတော့အဲ့ဒီအချိန်မှာသူကဘောဓိကုမာရယသိကတော့ခေါ်သွားတဲ့အခါမှာတစ်ချက်ပဲလှမ်းကြည့်လိုက်ပြီးနောက်ထပ်ငုံပြီးတော့သူသင်္ကန်းပဲသူချုပ်နေတယ်ယသိဝတ်စုံကိုချုပ်နေတယ်အဲ့နဲ့ချုပ်ရတယ်ပေါ့သူတို့နောက်ထပ်မကြည့်တော့သူတို့ခေါ်သွားတာကိုသူကဘာမှဝင်မပြောဘူးဒီတိုင်းပဲနေလိုက်တယ်ဘုရင်ကလည်းပဲအဲ့ဒီနန်းတော်ကိုအတင်းကျပ်ခေါ်ခိုင်းသွားပြီးတော့အခန်းတစ်ခန်းထဲမှာလှောင်ထားလိုက်တယ်လှောင်ထားပြီးတော့အမျိုးမျိုးဖြာရောင်သေးဆောင်တယ်ပေါ့မိဖုရားမြောက်မဲ့အကြောင်းတွေပြောတဲ့အခါမှာယသိမလုံးဝလက်မခံဘူးယသိမရဲ့စိတ်ပြောင်းလဲအောင်သူမတတ်နိုင်တော့ယသိဒီအခန်းတစ်ခန်းထဲမှာလှောင်ပိတ်ထားပြီးတော့ဘုရင်ကြီးကငါဆွဲခေါ်လာတဲ့အခါဟိုကြံရတဲ့ယသိကဘယ်လိုနေသလဲဆိုတာကိုသူသိချင်တယ်အတင်းကျပ်ခေါ်လာတော့ဟိုယသိကဘယ်လိုများနေမလဲယသိဆိုတာသူတို့ခေတ်ကကြောက်ရတာလည်းရှိတယ်ပေါ့ယသိတွေကိုပြစ်မှားလို့တိုင်းပြည်ပြက်သွားတာတွေရှိတယ်ယသိတွေရဲ့မန္တန်ဆွမ်းကိုနဲ့ဒုက္ခရောက်သွားကြတာတွေရှိတယ်သူတို့မှလည်းဇလန်းတွေအများကြီးရှိတယ်ပေါ့အခုလည်းသူယသိကိုတင်းကျပ်ခေါ်သွားတာဖြစ်တော့ဟိုယသိကများမန္တန်ဆုပ်ပြီးတော့သူသိအောင်များလုပ်မလားလို့တန်တရားဖြစ်လာတယ်ဒါကြောင့်မို့ငါသွားကြည့်မယ်ဆိုပြီး
အချမ်းရနဲနဲနဲ့ဥယျာဉ်ကိုပြန်သွားတယ်ပြန်သွားတော့ဘောဓိကုမာရမင်းသားယသိကသူ့ဝိုးကိုသူချုပ်ပြီးတော့နေတယ်တယောက်တည်းပဲတိတ်တိတ်ဆိတ်ဆိတ်ချုပ်ပြီးတော့နေတယ်ဘုရင်ကြီးကလည်းအချမ်းရနဲနဲနဲ့သူနဲနဲနဲ့သွားပြီးတော့ခြေတံမပေးဘဲနဲ့ခြေတံမကြားအောင်ဖြည်းဖြည်းလေးချင်းကပ်သွားပြီးအဲ့လိုအနိနာရောက်သွားတော့မှပဲဘောဓိကုမာရယသိကဘုရင်ကြီးကိုလုံးဝမချီဘူးသူသင်္ကန်းမဲ့သူချုပ်နေအနာနာရောက်လာတဲ့ယသိဟိုတဲ့ဘုရင်ကိုလုံးဝမချီဘူးမကြည့်တဲ့အခါကျတော့ဘုရင်ကငါ့ကိုစိတ်ဆိုးလို့ငါနဲ့စကားများပြောတာဖြစ်လိမ့်မယ်ငါ့ကိုမကြည့်တာဖြစ်လိမ့်မယ်ဆိုပြီးတော့သူပြောတော့ကတော့ရှင်ထဲမှာဒေါသဖြစ်ရင်ဒေါသဖြစ်ခွင့်မပေးဘူးချက်ချင်းရှင်ထဲကနေပြီးတော့ထိန်းချုပ်ပြစ်မယ်လို့ငါ့ကိုသူပြောခဲ့တယ်အဲ့ဒါကြွားပြောတာဖြစ်နိုင်တယ်ပေါ့သူတကယ်ပဲသူ့ဒေါသကိုသူထိန်းချုပ်နိုင်သလားဆိုတာဘုရင်ကြီးကမေးတယ်သူ့ကိုယသိကိုတိုက်ရိုက်မေးတော့ယံနုပုပ္ပိဝိကတ်ထိတ်တော်ပလံမိဝအပတိတော်ကိုတော်ကရခင်တော်ကဒေါသကိုလုံးဝထိန်းချုပ်မယ်လို့ကိုတော်ပြောခဲ့တယ်တကယ်ကိုအင်အားပေါ်မှာအမိပြုပြီးတော့ကိုတော်ထိန်းချုပ်တယ်လို့ပြောတယ်အခုကျတော့ကိုတော်တိတ်တိတ်လေးနေပြီးတော့သင်္ကန်းချုပ်နေတယ်ကိုယ်စိတ်ကိုမထိန်းနိုင်လို့ဒီလိုလုံနေတာလားလို့ဘုရင်ကြီးကပြောတဲ့အခါမှာဘောဓိကုမာရယသိကဒီဘုရင်ကငါ့ကိုဒေါသကြောင့်သူနဲ့စကားမပြောဘူးလို့ထင်နေတယ်ငါအခုသူ့ကိုရှင်းပြမယ်ငါဟာအမျက်ဒေါသရဲ့အလိုကိုဘယ်တော့မှမလိုက်လျောဘူးဖြစ်ပေါ်လာတဲ့အမျက်ဒေါသကိုငါဟာထိန်းချုပ်နိုင်တယ်ဆိုတာကိုငါပွင့်ပွင့်လင်းလင်းသူ့ကိုပြောပြမယ်ဆိုပြီးဥပ္ပစ္စည်းမေနမုတ်စိတ်ထားရှင်မင်းကြီးကျွန်ုပ်ရဲ့နဲ့မှာအမျက်ဒေါသမဖြစ်တာမဟုတ်ဘူးဖြစ်တယ်ဒါပေမဲ့လို့ကျွန်ုပ်လုံးဝထိန်းချုပ်တာနမေမုတ်စိတ်တစီဝတော့အသက်ရှင်ရဲ့ဒီဒေါသအပြင်ထွက်လာမှာမဟုတ်ဘူးရဇံဝဝိပုလာဝဋ္ဌိခိဗ္ဗမေဝနိဝရေလွင့်ကျန်နေတဲ့မြူမုံတွေကိုမိုးရွာချလိုက်တဲ့အခါချက်ချင်းကြီးမြူမုံတွေပျောက်ကွယ်သွားသလိုငါရင်ထဲမှာဖြစ်လာတဲ့ဒေါသတွေကိုငါချက်ချင်းကြီးနှိပ်ကွက်ထိန်းချုပ်လိုက်လို့ငါရင်ထဲမှာဒေါသမဖြစ်တော့ဘူးလို့ပြောတဲ့အခါမှာဘုရင်ကြီးကအခုလိုပြောတာဒီပဲနဲ့သူဟာမန္တန်ရွတ်ပြီးတော့မြငါ့ကိုလှည့်စားမလို့လားလို့စိတ်ထဲကမဟုတ်တာလုပ်တဲ့လူကကြမ်းကြမ်းဖန်ဖန်ကြောက်တာပဲလေတာကိုကမဟုတ်တာလုပ်တာကိုမဟုတ်တာလုပ်တော့ငါများချိန်သေးတာလားနော်သူကရဇံဝဝိပုလဝဋ္ဌိခိဗ္ဗမေဝနိဝရေမြူမုံကြီးကိုမိုးကြီးရွာချလိုက်ပြီးထိန်းချုပ်လိုက်တယ်လို့ငါထိန်းချုပ်လိုက်တယ်လို့ဆိုတာငါများချိန်သေးတာလားလို့စိတ်ထဲကအဲ့လိုထင်တော့ယသိကိုပွင့်ပွင့်လင်းလင်းမေးတယ်ကိန်းတိဥပ္ပစ္စည်းနောမုတ်စီကိုရောရင်ထဲမှာဘာဖြစ်ပြီးတော့ဘာကိုမဖွင့်ပြတာလဲမထုတ်လွှင့်တာလဲကိန်းတိနမုတ်စီဇီဝတော့အသက်ရှင်ရဲ့အပြင်ကိုမလှုပ်ဘူးဆိုတာဘာကိုပြောတာလဲရဇံဝဝိပုလဝဋ္ဌိကတမန္တနိဝရေမိုးကြီးရွာချပြီးတော့မြူမုံတွေကိုထိန်းချုပ်တယ်မိုးကြီးနဲ့ထိန်းချုပ်တယ်ဆိုတာကိုရောဘာကိုထိန်းချုပ်တာတုံးလို့ကိုရောဘာဖြစ်ပြီးတော့အပြင်ကိုမထွက်အောင်လုပ်တာလဲအသက်ရှင်နေမြမလွတ်ဘူးဆိုတာဘာလဲမိုးရွာချလို့ပျောက်ကွယ်သွားအောင်ဖယ်ရှားလိုက်တယ်ဆိုတာဘာကိုပြောတာလဲလို့ဒီမေးခွန်းကိုဘုရင်ကနေမေးတော့ဒီရင်ထဲက
ရှင်ထဲမှာဖြစ်ပေါ်လာတဲ့အမြင့်ဒေါသရဲ့အပြစ်တွေရင်ထဲမှာကိုယ်ရင်ထဲမှာဖြစ်လာပြီဆိုရင်ဘလို့အပြစ်တွေရှိတယ်အဲ့ဒီရင်ထဲကဒေါသတွေကိုဘလို့တားဆီးတယ်ဆိုတာကိုအမြင့်ဒေါသကိုထိမ့်ချုပ်တဲ့ဤစနစ်ကိုသူ့ရင်ထဲမှာဖြစ်နေတဲ့ဒေါသဘလို့ထိမ့်ချုပ်တယ်ဆိုတာကိုဘုရင်ကြီးနားလဲအောင်အဲ့ဒီဘောဓိကုမာရယသိကတရားဟောတယ်အဲ့ကြရှင်းပြတယ်ပေါ့ယမိစာတေနပတတိရှင်ထဲမှာဒေါသဖြစ်လာပြီဆိုရင်အကောင်းဆိုအကြောင်းကျိုးလုံးဝမမြင်တော့လူတယောက်ဒေါသဖြစ်လာလို့ရှိရင်အကျိုးအကြောင်းလုံးဝမသိတော့တာအကောင်းဆိုလုံးဝမသိတော့ဒေါသဖြစ်လာလို့ရှိရင်အမေလည်းပြန်ပြောခြင်းပြောမယ်အဖေလည်းပြန်ပြောခြင်းပြောမယ်နော်ရှင်တွေကဒေါသဖြစ်လာလို့မထိန်ချုပ်နိုင်ဘူးဆိုလို့ရှိရင်အကောင်းဆိုလည်းမသိတော့မမြင်တော့အသိပညာပျောက်ကွယ်သွားတယ်အဲ့ချင်းအဇာတိသာဓုပတ္တိဒေါသမဖြစ်ဘူးဆိုရင်မြင်နိုင်တဲ့အရာတွေကိုဒေါသဖြစ်လာပြီဆိုရင်လုံးဝမမြင်တော့ဘူးတဲ့သောမေဥပ္ပစ္စည်းနောမုတ်စီသူကလျှို့ဝှက်တဲ့စကားမျိုးနဲ့ပြောလိုက်တာပေါ့လေဒါမျိုးယင်ထဲမှာဖြစ်လာလို့ရှိရင်အကောင်အကျိုးဆောအကျိုးအကြောင်းအဆိုးကောင်းကိုမတွေ့ဘူးတဲ့မမြင်မှသာမဖြစ်မှသာတွေ့တယ်အဲ့ဒီလိုယင်ထဲမှာအကြောင်းအကျိုးကောင်းဆိုးမသိနိုင်တဲ့ရှင်ထဲကအမျက်ဒေါသမျိုးဖြစ်လာတာကိုအာဟာဘယ်တော့မှအပြင်ကိုလူသိအောင်ကိုယ်ဒေါသကိုထုတ်မှာမဟုတ်ဘူးတဲ့ကောတော်ဒုံမေဒခောစရောတဲ့အမျက်ဒေါသဆိုတာအသိပညာနည်းပါးတဲ့ပုဂ္ဂိုလ်ရဲ့အလေးအထားတစ်ခုသာဖြစ်တယ်ဒါမှတ်သားစရာပေါ့နော်သူဖြစ်လာလို့ရှိရင်ကောင်းတဲ့အကောင်းဆိုးမမြင်တော့ဘူးအဲ့ဒီအကောင်းဆိုးကိုမမြင်နိုင်တဲ့အမျက်ဒေါသမျိုးကိုသူ့ရင်ထဲကဖြစ်လာအောင်တော့ထိန်းချုပ်မယ်အဲ့ဒီကောရဆိုတဲ့အမျက်ဒေါသဟာအသိပညာကင်းမဲ့တဲ့ပုဂ္ဂိုလ်ရဲ့လုံးလိလှုပ်ထားရှိတဲ့အသိပညာကင်းမဲ့တဲ့ပုဂ္ဂိုလ်ကသာမထိန်းချုပ်ဘဲနဲ့ထားလိုက်ထားတဲ့အရာမျိုးသာဖြစ်တယ်လို့သူထိန်းချုပ်တာတခြားမှမဟုတ်ဘူးသူ့ရင်ထဲကဒေါသကိုထိန်းချုပ်တာလို့သူပြောတာရှေနသာတေနနန္တာတိအမိတ္တာဒုက္ခမေတိနောအဲ့ဒီအမျက်ဒေါသဆိုတဲ့သဘာဝတရားဟာတဲ့ကိုယ့်ရဲ့ဒုက္ခရောက်မှုကိုလူချင်းနေကြတဲ့ရန်သူတွေကတော့ဒီလူတွေဒီအမျက်ဒေါသကြောင့်လူတွေဟာဒုက္ခရောက်ကြတာ哦အဲ့လိုဒုက္ခရောက်ကြောင်းဖြစ်တဲ့ဒေါသမျိုးဖြစ်ပေါ်လာပြီဆိုလို့ရှိရင်ရန်သူတွေကသဘောကျတယ်ရန်သူရဲ့အကြိုက်ဖြစ်တယ်လို့ပြောတာလူတယောက်ဒေါသဖြစ်ပြီးမရှုနိုင်မကယ်နိုင်ဖြစ်နေရန်သူကကြိုက်တယ်သူစိတ်ဆိုးပြီးတော့ပျက်စီးသွားတာဟောရန်သူကကြိုက်တယ်အဲ့လိုဆိုလိုတာအဲ့တော့ရန်သူရဲ့အကြိုက်ဒေါသဖြစ်တဲ့ပုဂ္ဂိုလ်တယောက်ဟာရုပ်ပျက်ဆင်းရဲဖြစ်တယ်ဒေါသဖြစ်ပြီးဆိုရုပ်ပျက်ဆင်းရဲဆိုတာဘာပြောတာတုံးဆိုကိုယ့်ရင်ထဲဒေါသကိုမထိန်နိုင်လို့ရှိရင်လူတယောက်ဟာမျက်နှာကြီးနီးရဲမျက်ထောက်ကြီးနီးရဲပြီးတော့သူများကိုဆဲဖို့ဆိုဖို့ခုံဖို့ပေါက်ဖို့တွေဖြစ်လာနောက်ဆုံးကျအတန်တော်မထွက်နိုင်အောင်ဖြစ်လာဒေါသကြီးလာပြီဆိုရင်အတန်တော်မထွက်နိုင်ရုပ်ပျက်ဆင်းရဲတွေအကုန်ဖြစ်လာတယ်အဲ့ဒီလိုသူရုပ်ပျက်ဆင်းရဲဖြစ်နေတာကိုကိုယ့်ရဲ့ဒုက္ခကိုမြင်ကျင်တဲ့မိတ်ရန်သူတွေကတော့သဘောကျတယ်သဘောကျတယ်ရုပ်ပျက်ဆင်းရဲဖြစ်သွားတာကိုသဘောကျတယ်သောမေဥပ္ပစ္စည်းနောမုတ်စီကောတော်ဒုံမေဒခောစရောအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေသာဖြစ်လိဖြစ်တာရှိတဲ့ဒီဒေါသသူ့ရင်ထဲမှာဖြစ်လာရင်သူကထိန်းချုပ်မယ်လုံးဝထိန်းချုပ်စီလုံးဝတားမြစ်မယ်ပေါ့ဒီဟာတွေနဲ့ဆိုလိုတဲ့သူဆိုလိုတာကဘာကိုပြောလို့တာလဲဆိုရင်
ရန်သူအကြိုက်ဒုက္ခရောက်စေတတ်တဲ့ဒေါသမျိုးငါလည်းမခံငါရဲ့နေမှာဖြစ်เสียအောင်ငါထိန်းချုပ်မယ်ဟောဒီလိုပြောချင်တာနော်ရန်သူအကြိုက်ဒုက္ခရောက်စေနိုင်တဲ့ဒေါသငါရဲ့နေမှာဖြစ်မခံဘူးတဲ့ယတပိစစာယမဏ္ဏပိတတ္ထနာဝဘုစတိလောကမှာဒေါသဆိုတဲ့တရားဖြစ်လာလို့ရှိရင်ကိုကျိုးစီးပွားကိုလည်းနားမလဲတော့အဲ့ဒါလို့ကိုကျိုးစီးပွားတောင်မှမသိနိုင်အောင်လွှမ်းမိုးကြီးစွပြီးတော့ကိုယ်ဒုက္ခပေးရတဲ့ဒေါသမျိုးကိုယ့်ရဲ့နေမှာဖြစ်လာလို့ရှိရင်လုံးဝတက်ခံပြီးတော့ထားမှာမဟုတ်ဘူးတဲ့ချက်ချင်းနှိပ်ကွက်ပြီးတော့တားဆီးပြမှာဖြစ်တယ်ဒါဒေါသရဲ့အပြစ်တွေကိုပြောနေတာတော့ရှင်တွေကအမျက်ဒေါသတွေဟာကိုယ်ပြန်ပြီးတော့ဒုက္ခပေးမှာဖြစ်တယ်ရှင်နာဘိဗုဒ္ဓကုသလံဇာတိဒေါသလွန်မှုခံရလို့ရှိရင်စိတ်ကောင်းနှလုံးကောင်းတွေကပျောက်သွားတယ်ဘယ်သူပဲဖြစ်ဖြစ်ဒေါသလွန်မှုခံတဲ့စိတ်မှာကုသိုလ်ဆိုတာမဖြစ်တော့ဒေါသဖြစ်နေရင်ကုသိုလ်ဆိုတာမဖြစ်တော့အကုသိုလ်စိတ်တွေပဲဖြစ်လာတယ်ပရကမေဝိပုလ္လစာပိအတ္တဘလောက်ကြီးမားတဲ့အကျိုးစီးပွားပဲဖြစ်စေဒေါသဖြစ်လာလို့ရှိရင်ဆုံးရှုံးသွားတယ်အကောင်းပြောလို့လည်းမရအဲ့ဒီအချိန်ကျတော့လာမပြောနဲ့ဘယ်သူပြောရမှလည်းမခံဒေါသကြီးနေလို့ရှိရင်အကျိုးစီးပွားတွေအကုန်လုံးဆွဲသွားနိုင်တယ်တဲ့သဘိမတေနောဗလဝါပမတ္တိကြောက်เสียကောင်းတော့အောင်ဒီဒေါသတစ်ခုဖြစ်လာလို့ရှိရင်ဖြစ်ပေါ်လာတဲ့အစွဲပွားတွေကကြောက်เสียကောင်းတော့တဲ့အနေထားစစ်တိဘဝတွေလို့ဖြစ်လာတယ်။ဘာတွေတုံးဆိုရင်ဒေါသဖြစ်လာလို့ရှိရင်မပြောသေးတဲ့စကားတွေလည်းပြောမယ်။မပြောရဲတဲ့စကားဆိုတာလည်းမရှိဘူး။မလုပ်ရဲတာဆိုတာလည်းမရှိဘူး။အကုန်လုံးပြောရဲတယ်အကုန်လုံးလုပ်ရဲတယ်။နော်။အရှက်ဆိုတာလည်းလုံးဝမရှိတော့။အဲ့လိုဆိုလို့အဲ့ဒါကိုပြောတာဘိမသေနောပလဝပမတ္တိသူကအင်အားကောင်းလာတဲ့အခါမှာလူစိတ်ကိုလွှမ်းမိုးထားပြီးတော့ဘာမှမပြောရဲတာမရှိဘူးမလုပ်ရဲတာမရှိဘူးဆိုဖြစ်လာတယ်ဒေါသရဲ့သဘောတရားကနော်ကောရောမဟာရာဇနမိအပု္ပ္ပစထအဲ့ဒီယင်တဲ့ဒေါသကိုဘယ်တော့မှအပြင်ကိုထုတ်ပြမှာမဟုတ်ဘူးလို့ဆိုလို့သူ့ယင်ထဲမှာပဲငြိမ်းအောင်လုပ်မယ်အပြင်ကိုထွက်စေမှာမဟုတ်ဘူးလွတ်ပေးမှာမဟုတ်ဘူးလို့ပြောကိုဒေါသကိုအပြင်ထွက်လွတ်ပေးလို့ရှိရင်လူသိသွားတယ်လေနော်စိတ်ဆိုးတာလူသိသွားအပြင်ထုတ်ပြရင်စိတ်ဆိုးတာလူသိတယ်အဲ့ဒီလူသိတောင်မခံဘူးလို့ဆိုလို့ဒေါသဆိုတာသူကအစင်းစင်တက်လာပထမဆုံးဒေါသဖြစ်လာပြီဆိုရင်မျက်နှာကြောတင်းသွားတယ်မျက်နှာကြောတင်းသွားတယ်ဒါပထမအဲ့ဒီအချိန်လေးမှာမထိန်နိုင်လို့ရှိရင်ပါးစပ်ကလှုပ်လို့ဖြစ်လာမထိန်နိုင်ဘူးဆိုရင်ဆဲဖို့ပြင်လာကျန်တဲ့စကားပြောဖို့ဖြစ်လာတယ်အဲ့ဒီမှာမထိန်လိုက်ဘူးဆိုလို့ရှိရင်ရှိုက်ဖို့နှက်ဖို့ဖြစ်လာတယ်အဲ့ဒါကိုမထိန်နိုင်ဘူးဆိုရင်လက်နဲ့ကင်မဲ့အဆင့်ရောက်လာနောက်ဆုံးသူများမလုပ်ရဘူးဆိုရင်ကိုယ့်ကိုယ်တတ်သေးတယ်ဒေါသကအဆင့်လိုက်ပေါက်ကွဲလာတယ်ဆိုတဲ့သဘောတရားကိုပြောနော်အဆင့်လိုက်ပေါက်ကွဲလာတယ်ပထမအဲ့ဒီမျက်နှာကြောတင်းသွားတာကနေစလိုက်တာမထိန်ဘူးဆိုလို့ရှိရင်အဲ့ဒေါသဟာဆဲရခြင်းကနေပြီးစတင်ကြမ်းတမ်းလာပြီးတော့လက်ပါလာတယ်ဒုတ်ပါလာတယ်လက်နဲ့တွေပါလာတယ်အဲ့လိုဖြစ်လာတယ်အဲ့ဒါကိုဆိုလိုတယ်ကောရောမဟာရာဇနမိအမုစ္စတာအဲ့လိုအပြစ်ကြီးလာတဲ့ဒေါသတရားကိုသူကထိတ်ချုပ်မယ်ဘယ်တော့မှအပြင်ကိုမထွက်စေရဘူးဆိုပြီးတော့ဒီအမျက်ဒေါသရဲ့အပြစ်ကိုရှင်းရှင်းလေးပြောတာကထသမိမထမနတမိပါဝေကောနာမသာယတိရှင်းတော့ကမီးကဘယ်ကနေရလဲလို့ဆိုတော့တစ်သားနှစ်ချောင်းကိုပွက်ရတယ်မာဘေးဆိုတဲ့တစ်သားနှစ်ချောင်းခြောက်နေတဲ့တစ်သားနှစ်ချောင်းကိုနာဖိပွတ်တဲ့အခါပူးလာတယ်ပူးလိုက်ပြီးတော့မီးတောက်လာတယ်နော်တစ်သားနှစ်ချောင်းတောမီးလောင်နေဆိုတာအဲ့တစ်ပင်တွေကတစ်ပင်နဲ့တစ်ပင်လေတိုက်တဲ့အခါပွတ်တာပွတ်တဲ့အခါမှာအဲ့ဒီပူးလာပြီးတော့မီးလောက်တာဘယ်သူမှသွားရှို့တာမဟုတ်ဘူးဟုတ်တောနဲ့ကြည့်နေတယ်မှာတောမီးလောင်နေဆိုတာကဘာမှာအခုလူတွေသိနေကြတာပဲ
အမှန်တမ်းထိန်းချုပ်ရခက်တယ်နော်လူပြည်မှာဒီမျိုးရင်းရွာတဲ့မီးလောင်တဲ့အခါကျတော့ရှို့မီးလည်းရှိကောင်းရှိနိုင်တယ်ရှို့တဲ့လူမရှိရင်ဝါရလျှော့ပေါ့ခဏခေတ်ကတော့ဘာလို့မီးလောင်တာလဲဝါရလျှော့ဖြစ်လို့နော်ဝါရလျှော့ဖြစ်ရင်လည်းဝါရကိုလောင်သွားမှာပဲတက်သားနှစ်ချောင်းပုတ်လို့မီးဖြစ်လာလို့ရှိရင်လည်းအဲ့ဒီပုတ်လို့မီးထွက်လာလို့ရှိရင်အဲ့ဒီမီးကအဲ့တက်သားနှစ်ချောင်းကိုပြန်လောင်ပစ်တာပဲရှေးခေတ်ကမီးရဖို့အတွက်အခုလိုရမ်းနေပါလိမ့်မရှိသည့်အတွက်ကြောင့်တက်သားနှစ်ချောင်းကိုပွတ်ရတယ်တောထဲမှာတဘာဝသစ်ပင်တွေကတစ်ခုနဲ့တစ်ခုအကိုင်းတွေရှက်ပြီးတော့နေတယ်လေအားတိုက်တဲ့အခါမှာလူပွတ်နေသလိုပဲတစ်ကိုင်းနှစ်ခုကကပ်ပြီးတော့ကြီးနဲ့ပွတ်နေတဲ့အခါတခုတ်ပင်ကမီးတကြီးဆိုတာခဏနေတော့မီးတောက်ပြီးတော်လုံးလောင်သွားတာပဲအဲ့ဒါလိုပဲလူတွေရဲ့ရင်ထဲမှာဖြစ်လာတဲ့ဒေါသတရားဟာတဲ့ကိုယ်ရင်ထဲမှာဖြစ်ရင်ကိုယ်အရင်ပြန်လောက်မှာပဲဒါဒေါသရဲ့အဖြစ်ကိုပြောပြနော်ကထသမိမထမနတသမိတက်သားနှစ်ချောင်းကိုပို့လိုက်လို့ရှိရင်ပါဝကောနာမသာယတိမီးဆိုတာဖြစ်လာတယ်တဲ့တမေဝကထံတဟတိယတမသောသာယတိခိနိအဲ့ဒီဖြစ်ပေါ်လာတဲ့မီးဟာတဲ့သူဖြစ်ရာထင်းချောင်းကိုပဲပြန်ပြီးတော့လောင်ပစ်တယ်ကိုဖြစ်စည်းတာတွေကြတော့ခုခေတ်ပါသုံးလို့ဆိုရင်ပစိယိုးလို့သုံးရတယ်အဲ့ဒီသဘောပဲမီးကလည်းပဲတစ်သားကဖြစ်လာတဲ့မီးဒီတစ်သားကိုပဲပြန်လောင်တယ်ဘာနဲ့ဥပမာတူလို့ဆိုတန်ကိုတန်ကြီးတက်လို့ရှိရင်တန်ကြီးကတန်ကိုပြန်စားတယ်နော်တန်ကြီးဒီတန်ကိုအမိပြုတ်ပြီးတော့တန်ချေဆိုတာဖြစ်တယ်အဲ့ဒီတန်ကြီးဒီတန်ကိုပဲပြန်စားဖြစ်တယ်အဲ့ဒါလိုပဲမီးကလည်းပဲသူထင်းကိုဆွဲပြီးလောင်ရင်အဲ့ဒီထင်းကိုပဲဖျက်ဆီးဖြစ်တယ်ထို့တူပဲလူရဲ့တဏ္ဍာမှာဒေါသဖြစ်လို့ရှိရင်အဲ့ဒီဒေါသဒီလူကိုပဲပြန်လောင်ပစ်တယ်လို့သူဆိုလို့တယ်ဒါဒေါသရဲ့အဖြစ်တွေကိုသူပြောပြတာနော်ယတမသောသာယတိခိနိဧဝံမန္တတပောတတဘာလတအဝိသနာတော်စဉ်းစားဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေဟာတဲ့ဒေါသဖြစ်လာပြီဆိုလို့ရှိရင်လူတွေကသာရမဆိုတာမင်းကဆဲရင်ငါရိုက်မယ်မင်းကတုံးနဲ့ရိုက်ရင်ငါဓာတ်နဲ့ခုတ်မယ်မင်းကဓာတ်နဲ့ခုတ်ရင်ငါသနတ်နဲ့ပြစ်မယ်ဆိုအဲ့ဒါသာရမလို့ခေါ်တယ်သာရမဆိုရင်မင်းကတစ်ချက်ခေါက်ရင်ငါနှစ်ချက်မင်းကတခွန်းပြောရင်ငါ10ခွန်းပြောမယ်ဆိုတယ်အဲ့ဒီလိုပို့ပြီးတော့လှုပ်လာတာကိုသာရမလို့ခေါ်တယ်ဘာမှလို့ပြန်တဲ့အခါမှာချုပ်ချယ်ခြင်းလို့ပြန်ကြတာအမှန်ကတော့သာရမဆိုတာနှစ်ဆတက်ပြုလုပ်ခြင်းလို့ဆိုလို့တယ်ပေါ့နော်ဒေါသဖြစ်လာတဲ့လူကနှစ်ဆတက်ပြုလုပ်လာသူကတုံးနဲ့ရရင်ကိုကဓာတ်နဲ့ပြန်ခုံးမယ်ဆွဲဟာမျိုးတော့အဲ့ဒီသာရမဒေါသဖြစ်လာလို့ရှိရင်အဲ့ဒီသာရမဖြစ်လာတဲ့ဒေါသဟာကိုပဲပြန်ပြီးတော့လောင်နေတဲ့ဧကိဝတိနကထသမိန်ကောရောယတပဝတ္တိနိဟတိတတယသောကာလပခေဝသန္တိမမြတ်တော်ကိုလောင်တဲ့မီးဟာမြတ်တော်ကိုဖျက်ဆီးသွားတယ်ထို့တူပဲကိုယ့်ရဲ့ရင်ထဲမှာအမျက်ဒေါသဖြစ်လို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအမျက်ဒေါသရဲ့အစွမ်းကြောင့်သူ့ရဲ့ခုံသိက္ခာတွေဟာကျဆင်းသွားပြီးတော့လာစုပက္ခမှာလဟာအယောင်ကင်းမဲ့သွားသလိုပဲဟုတ်ပြီလာစုပက္ခဆိုတာတဖြည်းဖြည်းရော့သွားပြီးနောက်ဆုံးလကွယ်သွားတယ်လေလကွယ်သွားတယ်ဆိုတာအလင်းရောင်တွေလုံးဝပျောက်သွားပြီးတော့ဖြစ်သွားသလိုပဲလူမှာဂုဏ်သိက္ခာတွေကဒေါသထွက်ရင်ကနေပြီးအဲ့ဒေါသရဲ့အစွမ်းကြောင့်ဂုဏ်သိက္ခာတွေကလုံးဝပျောက်ကွယ်သွားတယ်သူဆိုလို့တယ်ပေါ့နော်ဂုဏ်သိက္ခာတွေပျောက်ကွယ်သွားနိုင်တယ်အနေတော်ဓုမကေတုဝကောရောယတုပတမတိလောကမှာမီးဆိုတာလောင်စာသိမ့်လိုက်ရင်မရှိတော့ငြိမ့်သွားတာပဲ
လောင်စာရှိနေသမျှတော့လောင်နေမှာပဲလောင်စာမရှိတော့ဘူးဆိုလို့ရှိရင်မီးဟာမလောင်တော့ဘူးအခိုးအငွေ့ဖြစ်ပြီးတော့ပျောက်သွားအဲ့ဒါကြောင့်မလို့ကိုယ့်ရင်ထဲမှာဖြစ်လာတဲ့ဒေါသဆိုတဲ့မီးကိုညှိမ့်တတ်လိုက်မယ်ဆိုလို့ရှိရင်ညှိမ့်တတ်လိုက်နိုင်တဲ့ပုဂ္ဂိုလ်ဟာလာဇန်ဘက်ခါမှာထွက်လာတဲ့လလိုပဲတနေ့တနေ့ပို့ပြီးတော့တောက်ပေါင်လာတယ်တနေ့တနေ့ပို့ပြီးတော့တောက်ပလာတယ်နော်လာပြည့်နေ့ရောက်သည့်ထိုင်အောင်ထိမ့်ထိမ့်လင်းနဲ့ခုံတရင်နေနဲ့ဖြစ်ပေါ်လာတယ်လို့ပဲအဲ့ဒီပုဂ္ဂိုလ်ရဲ့ခုံတရင်ဟာဒီလာဇန်ဘက်ကမှလာဟာတနေ့ပြီးတနေ့အယောင်နေတိုးလာတယ်လို့ရဲ့ခုသူ့ရဲ့ဂုဏ်သိက္ခာတွေကတိုးလာနိုင်တယ်လို့ဒါဘောဓိကုမာရယသိကနေပြီးတော့ဘုရင်ကြီးကိုတရားဟောလိုက်တာအဲ့ဒီတရားကိုကြားနာရတဲ့အခါမှာဘုရင်ကြီးကစိတ်နှလုံးအေးချမ်းသွားပြီးတော့သူ့နောက်မှာပါတဲ့အမတ်တစ်ခုကိုအမတ်တယောက်ကိုအမိန့်ပေးလိုက်တယ်ငါတို့နန်းတော်မှာချုပ်နှောင်ထားတဲ့စသိမကိုပြန်ခေါ်လိုက်ခေါ်ပြီးတော့ပြန်ပြီးတော့လွတ်ပေးလိုက်တယ်ပေါ့နော်အရှင်ဘုရားရဲ့ဒေါသရှင်နေရဒေါသကိုထိန်းချုပ်တာကိုသိရသည့်အတွက်ကြောင့်အရှင်ဘုရားရောယသိမရောဒီမှာဥယျာဉ်ထဲမှာအေးချမ်းချမ်းနေပါသူတာဝန်ယူပြီးတော့အားလုံးကိုဆောင်းလျှောက်ပေးပါမယ်လို့ဘုရင်ကြီးကကြောဝန်ချတောင်းပန်ပြီးယသိကိုရှ िख ိုးပြီးနန်းတော်ပြန်သွားတယ်အဲ့တော့ဒီဘောဓိရာဇဘောဓိကုမာရယသိနဲ့ယသိမလေးတို့ဟာရှားသက်ပံအဲ့ဒီဥယျာဉ်ထဲမှာပဲဘုရင်ကြီးရဲ့ဆောင်းလျှောက်မှုခံပြီးတော့ချမ်းချမ်းသာသာနေကြနောက်ကြတော့ယသိမလေးကသုတိမဏိကွယ်လွန်သွားတဲ့အခါကျတော့ယသိကြီးကဟိမဝန္တတောင်ကိုပြန်သွားပြီးသူတူဦးရဲ့နေတဲ့အခါမှာသမထကျင့်စဉ်ကိုကျင့်လို့သံပင်ညင်နေရပြမစုတရား၄ပါးကိုပွားများအထုတ်ပြီးသူဟာပြမပြေရောက်သွားတယ်ဒီနေရာမှာယသိမလေးတည်သွားတော့ဘယ်ရောက်တယ်ဆိုတာမပါတော့ဘူးနော်ယသိမကတော့အဲ့ဒီဥယျာဉ်ထဲမှာပဲကွယ်လွန်နေစာရောက်သွားတယ်ယသိမကွယ်လွန်ပြီးတဲ့အခါမှာယသိကြီးကဟိမဝန္တပြန်သွားတယ်အဲ့ဒီကြတော့ပြန်သွားပြီးသူတယောက်တည်းလွတ်လပ်လပ်နေပြီးတရားထုတ်တဲ့အခါမှာသံပင်ညင်နေပြန်ရတယ်ဒီဇလန်းကိုသင်္ကန်းစာပေးတာတော့အမျက်ဒေါသကိုထိမ့်ချုပ်နည်းဘယ်လိုထိမ့်ချုပ်ရမလဲအမျက်ဒေါသဘောဘယ်လိုရှုမြင်ရမလဲထိမ့်ချုပ်တယ်ဆိုတာအမျက်ဒေါသရဲ့အပြစ်ကိုဆင်ញင်သုံးသပ်တာထိမ့်ချုပ်ခြင်းပဲသွားပြီးရင်မထဲရင်ထဲမှာဖြစ်နေတဲ့ဒေါသကြီးကိုဒီတိုင်းထိမ့်ချုပ်တာမဟုတ်ဘူးဒီဒေါသရဲ့အပြစ်တွေကိုဆင်ញင်လိုက်တာထိမ့်ချုပ်တာပဲမကောင်းမှုလို့သိလိုက်ရင်သူကထိမ့်ချုပ်ပြီးသားဖြစ်သွားတယ်ကောင်းတယ်လို့သိရင်ဆက်လုပ်မှာပဲလေအဲ့တော့ဘယ်အရာပဲဖြစ်ဖြစ်ငါဒေါသထွက်တာမကောင်းဘူးဒီဒေါသအပင်ငရဲကြစေနိုင်တယ်ငါဘဝပျက်စီးစေနိုင်တယ်ဆိုတော့ဒီအတွေးတွေကဒါထိမ့်ချုပ်တဲ့အတွေးလို့ခေါ်တယ်ခိုလိုကြီးတွေးတယ်မဟုတ်ဘူးသို့မဟုတ်မေတ္တာဘာဝနာနဲ့ထိမ့်ချုပ်မယ်သိခဏ်ခြင်းဆိုတဲ့ခန္တီတရားနဲ့ထိမ့်ချုပ်မယ်ဒီအကြောင်းအရာဒေါသထွက်เสียအကြောင်းအရာကိုမေ့ထားပြီးတော့ထိမ့်ချုပ်မယ်ထိမ့်ချုပ်ပုံထိမ့်ချုပ်နည်းတွေမျိုးရှိတဲ့ထက်မယ်မေတ္တာနဲ့ထိမ့်ချုပ်တယ်အတွေးနဲ့ထိမ့်ချုပ်တယ်မှန်ကန်တဲ့တွေးတောဆင်ခြင်မှုတွေနဲ့ထိမ့်ချုပ်တယ်အဲ့တော့ငါဒါမထိမ့်လို့ရှိရင်ငါဘဝပျက်စီးလိမ့်မယ်သိရင်ငရဲရောက်လိမ့်မယ်စသဖြင့်ဒါလည်းထိမ့်ချုပ်တာအဲ့လိုအတွေးနဲ့ထိမ့်ချုပ်တယ်လို့လူတိုင်းဟာကိုယ့်ရင်ထဲမှာအမျက်ဒေါသမဖြစ်ဘူးဆိုတာမရှိဘူးအကြောင်းအရာသာဖြစ်လာနိုင်တယ်ဖြစ်လာလို့ရှိရင်အခုလိုတွေးပြီးတော့ထိမ့်ချုပ်ရမှာဖြစ်တယ်ဆိုတာကိုသင်္ကန်းစာပေးလို့ရင်းဖြစ်ပါတယ်ဒီတရားကိုဟောလိုက်တဲ့ဒီသင်္ကန်းစာကိုအဓိကအကြောင်းပြုပြီးဟောတဲ့ဒေါသကြီးတတ်တဲ့ယဟန်ဟာအနာဂံအဆင့်ကိုရောက်ရှိသွားပါတယ်တဲ့အဲ့ဒီတော့ကယသိမလေးကတခြားသူမဟုတ်ဘူးတဲ့ရှာဟုလာမဲတော်ယသောတရရဲ့ဘဝတစ်ခုသာလည်းဖြစ်တယ်ဗာရဏသီဘုရင်ကတော့တခြားသူမဟုတ်ဘူးတဲ့ရှင်အနန္ဒာရဲ့အတိတ်ဘဝတစ်ခုပဲဖြစ်တယ်အဲ့ဒီဘောဓိကုမာရယသိဆိုတာတခြားသူမဟုတ်ဘူးငါရဲ့အတိတ်ဘဝပဲဖြစ်တယ်လို့မြတ်စွာဘုရားက
ဇက်ကိုပြန်ပေါင်းပြီးတော့ဒီဇလန်းကိုထုတ်ဖော်ဟောကြားတာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဒီဇလန်းရဲ့အဓိကသင်္ကန်းစာပေးတာတော့အမျက်ဒေါသကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုသင်္ကန်းစာပေးခြင်းဖြစ်လို့အကြောင်းတစ်ခုခုကြောင့်ကိုယ့်ရင်ထဲမှာဒေါသဖြစ်လာလို့ရှိရင်ဒီအချက်လက်တွေကိုမှတ်သားတွေးတောပြီးကိုယ့်ရင်ထဲကဒေါသကိုထိန်းချုပ်အောင်ထိန်းချုပ်နိုင်အောင်ကြိုးစားအားထုတ်ကြမှဖြစ်တယ်လို့ကိုယ်စီသတိထား၍ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း